ကဲတခါတော့ငါပေါ့နော်တောင်ကုန်းလဲတွေဝိုင်းရံထားတဲ့မြန်မာရွာလေးတစ်ရွာရှိခဲ့ပါတယ်အဲဒီရွာလဲကောင်ရဲ့အစွန်ဆုံးမှာတော့ဒေါ်လဆိုတဲ့အဖွားဝူရဲ့ဝါလုံးအိမ်လေးရှိတယ်လीတနေ့မနေ့ခင်းမှာတော့ဒေါ်လာကအိယာကထားရင်အိုးဒီအသက်အရွယ်မှာအိယာထားတိုင်းကိုကြွသားတွေညီးသွားနေတာပဲလို့ညီးလိုက်တယ်ဒီနေ့တောင်ပေါ်တက်ဒီဆေးပင်သူသွားခူးရအောင်မယ်လေအဲ့ဒီအချိန်မှာပဲညီလေးသူ့ဆန်ကပြေးလာပြီးဘောဘွားမသွားနဲ့တောင်ထဲမှာကြားအောင်တွေ့လို့တယ်လို့သတိပေးရှာတယ်ဒါပေမဲ့ဒေါ်လာကလို့ရေမောပြီးကြားဆိုတာလူနန့်ကြားရင်ရှောင်သွားတာပါကွယ်ဆိုပြီးတောင်တက်လန်းစီကိုရဲရဲကြီးထွက်လာဟေးပါတော့တယ်ဒေါ်တဲ့ရောက်လေအပင်တွေကသူထက်လာလေပါပဲဒေါ်လာကတော့သူ့လိုချင်တဲ့ဈေးပင်တွေကိုတက်ကြွစွာရှာဖွေနေတာပေါ့တစ်ချိန်ထဲမှာလေတောင်ဆောင်တနေရာကဂူးတခိုးထဲမှာတော့ကြားကြီးတကောင်နိုးလာပါတယ်ဘိုက်ကလည်း3ရက်လောက်ဘာမှမစားရသေးလို့တကွီကွီအော်နေတာပေါ့အဲ့ဒီချိန်မှာပဲထူးဆန်းတဲ့အနက်တစ်ခုကိုကြားကြီးရားသွားပါတော့တယ်ဒါအစလားဆိုပြီးနှာခေါင်းလေးရှုံကခြုံပုတ်တီကြားထဲကနေတဖြည်းဖြည်းလိုက်လာခဲ့ပါတော့တယ်ဒေါ်လာကချောင်းဘေးမှာခဏနားနေတော့ကြားကြီးကနောက်ကနေတဖြည်းဖြည်းချောင်းမြောင်းနေတာပေါ့ရုတ်တရက်ခြုံဖုတ်တစ်ခုကိုအခွဲနှစ်ယောက်သားမင်းနဲ့ချင်းဆိုင်စုံသွားကြပါလေရော။အီယာဆိုပြီးဒေါ်လာလည်းအကျဲကြီးအော်ကြားကြီးလည်းလန့်ပြီးအခုံခြေတော့ကစပစ်နွယ်ပင်နဲ့ညှိပြီးဘုံကနေလဲကျသွားပါတော့လေ။ကြားကြီးကကျူးညှိပြီးထားဖို့ကြိုးစားတော့ဒေါ်လာကအီယာကြားလိုက်နေပြီဆိုပြီးနောက်လဲပြီးပါတော့တယ်။ကြားကြီးကလည်းခြေတော့ကဖက်ကြည်နေတဲ့ချားကထော့နှင်းနဲ့နောက်ကနေအသေးအတန်းလိုက်ရတော့တာပေါ့။ပြေးတန်းလိုက်တန်းကစားရင်းနဲ့ဒေါ်လာက6ဆောင်းတစ်ခုကိုရောက်ခြေချော်ပြီးရွှွတ်နွဲနဲ့လီလျှောကြသွားပါတော့တယ်အပေါ်ကနေကြည့်နေတဲ့ကြားကြီးကလည်းအောက်ဆင်းဖို့ကြိုးစားရင်ခြေချော်ပြီးဒေါ်လာဘေးကိုဒလင်းခောက်ကွေးလိမ့်ကြလာပါလျောအောက်လဲရောက်ရောနှစ်ယောက်စလုံးရွှွတ်နွေပေပွားပြီးမျက်နှာချင်းဆိုင်ဖြစ်သွားကြပြန်တယ်အဲဒီတော့မှဒေါ်လာကရဲချလိုက်ပြီးမင်းကကြားကြီးဖြစ်ပြီးရွှွတ်နေလိမ့်ကြတာပဲလားလို့ရဲမောပြီးပြောလိုက်တော့ကြားကြီးကလည်းစိတ်ဆိုးမဲ့အစားဟိုက်ဆိုပြီးလိုက်ရဲပါတော့တယ်ရေမောပြီးရဲ့နောက်ဒေါ်လာကတေချာကြည့်လိုက်တော့ကြားကြီးရဲ့ခြေဖွားမှာစူးအကြီးကြီးတစ်ခုစူးနေတာကိုတွေ့သွားတယ်။အိုးဒါကြောင့်မင်းခြေတော့ကြည်နေတာကိုဆိုပြီးဆေးရွက်တွေဝါးကစူးကိုညင်သားစွာနှုတ်ပစ်လိုက်ပါတယ်။ပြီးတော့တကွီကွီအောင်နေတဲ့ကြားကြီးအပိုက်ကိုကြည့်ပြီးမြင်းလေးထည့်ပေးလိုက်တဲ့ဆန်လုံးညော်လေးကိုကြွေလိုက်တယ်။ကြားကြီးခမညာအရသာရှိလွန်းလို့မျက်လုံးလေးတောင်လင်းလက်သွားပြီးတမုန်တဲ့ကုံအောင်စားလိုက်ပါတော့တယ်။အဲ့ဒီနောက်တော့ဒေါ်လာကြားကြီးကိုဦးထိုက်လို့နာမည်ပေးလိုက်ပါတယ်။ဘာလို့လဲဆိုတော့သူကဒီနာမည်နဲ့ထိုက်တန်လို့တယ်လေ။ပြီးတော့အဖော်မေ့နေတဲ့ကြားကြီးကိုသူ့အကြောင်းတွေပုံမြင်လို့ပြောပြတယ်။ကြားကြီးဦးထိုက်ကလည်းဒေါ်လာဆေးပင်တွေပြန်ကောက်တဲ့အခါသူ့ကြောပေါ်တင်ပြီး6ဆောင်းကိုတက်ကကူညီပေးခဲ့ပါသေးတယ်။အဲ့ဒီအချိန်ကစလို့သူတို့နှစ်ယောက်ဟာတကယ့်ကိုမယုံနိုင်စရာတငွေချင်းတွေဖြစ်သွားကြတာပေါ့။နေဝင်ချိန်ရောက်တော့ဒေါ်လာနဲ့ဦးထိုက်တော့အတူတူရွာဘက်ကိုပြန်လာကြတယ်။လမ်းလျှောက်ရင်ဒေါ်လာကပုံပြင်တွေပြောပြတော့ဦးထိုက်ကစိတ်ဝင်တစားနားထောင်လို့ပေါ့။ရွာအစွန်ရောက်တော့ဒေါ်လာကရက်လိုက်ပြီးဒီမှာပဲနေခဲ့တော့နော်ဦးထိုက်မနတ်ဖန်ဆန်လုံးညော်ထပ်ယူခဲ့မယ်လို့နှုတ်ဆက်လိုက်တယ်။ဦးထိုက်ကလည်းဝမ်းနေပေမဲ့ဟိုက်နဲ့အတန်းဖြူပြီးတောင်ဆောင်လေးမှာကြံရစ်ခဲ့ပါတော့တယ်။ရွာထဲရောက်တော့ရွာသားတွေကဒေါ်လာအချားနဲ့တငယ်ချင်းဖြစ်လာတာကိုဘယ်ယုံကြမလဲပေါ့ဒါပေမဲ့နောင်နိမနက်ခင်းလဲရောက်ရောဒေါ်လာကစံလုံးညော်ထုတ်ကိုကိုက်ပြီးတောင်ဆောင်ကိုသွားတဲ့အခါဦးထိုက်ကြီးကပြေးလာပြီးဝမ်းသာအားရကြိုးစိုးနေတာကိုမြဲလေးသူ့ဆိုင်ကိုယ်တိုင်မြင်တွေ့သွားပါတော့တယ်ကဲဒီလိုနဲ့ပဲအဖွားအုံနဲ့ကြားကြီးတို့ရဲ့ချစ်စရာတငယ်ချင်းတန်ရောစင်လေးအစပြူသွားပါတော့တယ်ကွယ်ကဲပရိသတ်ကြီးရေဒီနေ့ပုံမြင်လေးကတော့ဒီလောက်ပါပဲနော်ဒီလိုမျိုးရင်နွေးစရာကောင်းပြီးစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးတွေကိုနေ့စဉ်ဆက်လက်နားဆင်ခြင်းတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ YouTube Channel လေးကို Subscribe လုပ်ထားပေးကြပါအောင်ခင်ဗျာအားလုံးပဲတာယာချမ်းမြေ့တဲ့နေ့လေးတစ်နေ့ဖြစ်ပါစေပြုံးပျော်ရွှင်စွာနဲ့နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ